နာမည်ကစုမြတ်ပါအခုပြောပြမယ့်ဇာတ်လမ်းလေးကလွန်ခဲ့တဲ့တစ်နှစ်ကကျမကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးပဲဖြစ်ပါတယ်ကျမရော်ကနေပြီးအလုံးလုံးကိုမြို့ပေါ်ကိုတက်လာခဲ့တယ်ကျမမှာဝိရချိုဆိုတဲ့တကယ်ချင်းတစ်ယောက်လေးရှိပါတယ်သူကတော့ကျမထက်မြို့ကိုအရင်တက်သွားခဲ့တာပါကျမရန်ကုန်ရောက်တော့သူ့ကိုဆက်သွယ်တော့သူကသူတို့နေတဲ့အဆောင်မှာနေပြီးအလုံးလုံးဖို့အတွက်ပြောပါတယ်ကျမလည်းအဲ့ဒါကိုလက်ခံလိုက်ပြီးသူတို့အဆောင်မှာတစ်လကို$8,500နေခဲ့ပါတယ်အဲ့အဆောင်ကမြင်တောင်ပြောရမယ်ဆိုရင်နှစ်ထပ်တိုက်ကမှဟောခန်းကိုအခန်းလေးတွေဖွဲ့ပြီးတယောက်တစ်ခန်းနေရတာပါပထမအဆောင်ကိုဆက်ရောက်တော့ကျမလည်းထုတ်တွေနေရာချအေးစင်းတိုင်မှုတပုတ်နဲ့တွားရိုက်လိုက်နေလှုပ်ရှားတွေရမ်းများတော့အဆောင်ကိုပြန်ရောက်ချင်းပဲအိယာမှာလက်ချလိုက်တာနဲ့တန်းအိပ်ပြောသွားခဲ့ပါတယ်ဒီလိုနဲ့ည7:00နာရီလောက်ကြာတော့ကျမစီးသွားချင်တာနဲ့ပဲနိုးလာခဲ့ပါတယ်ဒါနဲ့ပဲကျမအင်တာကိုသွားပြီးကိစ္စတွေရှင်းခဲ့လိုက်ပါတယ်ကျမကိစ္စတွေပြီးလို့ပြန်ထွက်တဲ့အချိန်မှာကျမနောက်ကအင်တာတွေကနေကျမကိုတယောက်ကကြည့်နေတယ်လို့ခံစားလိုက်ရပါတယ်ကျမလည်းသိမကြောက်တတ်တော့ဘာမှထွေထွေတွေးမနေပဲအိယာကိုပြန်သွားပြီးအိပ်လိုက်ပါတယ်မနက်မိုးလင်းကျမတငယ်ချင်းကသူ့အလုံးလုံးနေတဲ့စားတောက်ဆိုင်မှာလူလို့ကျမကိုပြောပြထားရဲဆိုတာနဲ့အင်တာဗျူးဖို့အတွက်သူနဲ့ကျမသွားခဲ့လိုက်ပါတယ်ကံကောင်းကျွန်တော်ကျမအင်တာဗျူးကိုတန်းပြီးအောင်ခဲ့ပါတယ်အဲ့ဒါနဲ့ကျမလည်းတငယ်ချင်းကိုနှုတ်ဆက်ပြီးမနက်ဖြန်အလုပ်ဆဆင်မှုအတွက်ပြင်ဆင်စရာလေးတွေပြင်ဆင်မှုအဆောင်ကိုပြန်ခဲ့လိုက်ပါတယ်ကျမအဆောင်ရောက်ပြီးခန်းထဲကိုဝင်လိုက်တော့ကျမထားခဲ့တဲ့အဝတ်စားတော့ကထားခဲ့တဲ့နေရာမှာမရှိပဲတခြားနေရာတစ်ခုကိုရောက်နေတာပါကျမလည်းငါအထားမလာနေမှာပါဆိုပြီးဝယ်လာတဲ့ထမင်းနဲ့ဟင်းလေးတွေကိုထည့်ပြီးထမင်းစားနေခဲ့လိုက်ပါတယ်ထမင်းစားလို့ပြီးတော့ကျမအိယာပေါ်မှာလှင်းနေဘယ်လိုအိပ်ပျော်သွားမှမသိပဲအိပ်ပျော်သွားခဲ့တာအိပ်ပျော်သွားတော့ကျမကိုအိမ်မက်ထဲမှာအမျိုးသမီးတစ်ယောက်ကနေကလူသက်မလားလူသက်ဆိုရင်လည်းဒီဆောင်ရဲ့စီကန်းတွေကိုတိကျလိုက်နာပါစီကန်းမလိုက်နိုင်ရင်ငါအဆိုးမဆိုးနဲ့ဆိုပြီးလေနံမနဲ့လာပြောသွားခဲ့ပါတယ်အဲ့အမျိုးသမီးရဲ့အရွယ်ကအသက်30အရွယ်စပင်ကတင်ပါလောက်ထိရှိပြီးရုပ်ရည်ချောချောမောမောပါပဲကျမလည်းအိမ်မက်တက်ပါပဲဆိုပြီးသတိမထားပဲနေလိုက်မိတယ်တနေ့ကျတော့ကျမရေချိုးရင်းနဲ့ကျမရဲ့ထမင်းကိုရေမော်တာရဲ့အပေါ်မှာသူ့ကြိုးတန်းလေးရှိတာနဲ့အဲ့သူ့ကြိုးတန်းလေးပေါ်မှာလှမ်းလိုက်မိတယ်အဲ့ဒီညကျမဖျားချင်သလိုဖြစ်လာလို့အိယာကိုစော်ရွဝင်လိုက်တယ်ညကျကျမအသက်ရှူလို့မရသလိုလူကလည်းလှုပ်လို့မရတော့သလိုဖြစ်နေတာပါအဲ့ဒါနဲ့ကျမမျက်လုံးကိုဖွင့်ကြည့်လိုက်တော့အဲ့ဒီကအိမ်မက်ထဲမှာကျန်သမားကိုသတိလာပေးသွားတဲ့မိန်းမပါပဲသူကကျမပေါ်ထထိုင်ပြီးလေဘေးကိုညှစ်ထားတာပါသူမျက်နှာကလည်းအရန်ကိုဒေါသထွက်နေတဲ့ပုံပဲပြီးတော့အဲ့ကြိုးရံပေါ်မှာနင်တို့ထမိန်နဲ့မှန်လိုက်ရအောင်ဆိုတာမသိဘူးလားဆိုပြီးပြောပါတယ်ကျမလည်းစိတ်ထဲကနေရသမျှဖျားစားတွေအကုန်ကျွတ်တော့မှာပဲပြန်ပြောက်သွားတာပါဒါနဲ့ငိုပြီးတငယ်ချင်းခန်းထဲကိုပြေးသွားတော့ဘေးခန်းအကောင်မလေးတွေလည်းလာမင်းကြပါတယ်အဆောင်ပိုင်းရှင်ကလည်းရောက်လာပြီးဘာဖြစ်တာလဲဆိုတာကိုမေးပါတယ်ကျမလည်းပြတောက်ကိုစင်ပြလိုက်တော့အဆောင်ပိုင်းရှင်ကအဲ့အမျိုးသမီးကသူ့ရဲ့အမဖြစ်ပြီးသူကပဲဒီကိုအဆောင်ပုံစံဆောက်ခဲ့တာပါတဲ့သူကတက်လိုက်ပြီးတည်သွားခဲ့တာပြီးတော့ဒီဆောင်မှာမကျွတ်လို့သေးတာလို့ပြောပြပါတယ်သူ့ကိုလည်းခဏခဏအရေးပြလိုက်အိမ်မပေးလိုက်လုပ်တယ်တဲ့သူ့မောင်ကိုအရန်ချစ်တော့အဆောင်ပိုင်းရှင်ကလည်းဒီမှာနေဆိုပြီးခွင့်ပြုပေးထားတာတဲ့ကျမအဲ့နေ့ကထမိန်လမ်းမိရဲ့ကျိုးကလည်းသူ့ဝက်စားတွေအမြဲတမ်းလှမ်းနေတဲ့ကျိုးလို့လည်းကျမတကယ်ချင်းပြောပြတယ်သူတို့လည်းဆရရောက်ချင်းတော့အခုလိုပဲဆိုပြီးပြန်ပြောပြပါတယ်ဒါနဲ့ကျမလည်းမန်နေဂျာအဆောင်တစ်ခုရှာပြီးတိတ်မကြခင်ရပိုင်းလေးမှာပဲတခြားဆောင်တစ်ခုကိုပြောင်းခဲ့လိုက်ပါတယ်အခုဒီအကြမမေ့နိုင်သေးပါဘူးဆိုပြီးအမတယောက်က Telegram ကနေပို့ပေးလာတာမို့ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်လာပို့ပေးတဲ့အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်